လာပါရုပ်ပေါ်ဖြစ်ပါတယ်ဒီနေ့ရုပ်ပေါ်က spicy တာဝါကလည်းအဝါရောင်ဆော့ပြတယ်ပေါ့နော်ပဲအဝါရောင်တစ်မျိုးရှိလို့ဆိုပြီးဒီအဝါကိုဆော့ပြတယ်ပေါ့နော်ဒီဥစ္စာကတော့ဆော့ကောင်းရတာမသိဘူးဒီအဝါရောင်ကဘယ်လိုအဝါတော့မသိဘူးကွာဒါကြောင့်ဒီဥစ္စာကိုရွေးလိုက်တာပေါ့နော်subscribe လုပ်ဖို့မမေ့ပါနဲ့လို့ဆိုထားပါတယ်ရလာတယ်တော့ TikTok ဖိတ်ကြပါဦးနော်ဗီဒီယိုမြန်တင်မယ်ပေါ့ရှမ်းလို့လည်းတင်ပေးမယ်ပေါ့နော် Okay ရှမ်းလို့လည်းတင်ပေးမယ်ပေါ့နော်ရှမ်းကြည့်လို့ရှိတော့ရှိပြီမကြည့်ဘူးနော်မင်္ဂလာပါဆိုရင်မိုက်စုခါပေါ့နော်ဒီကိုပဲဖြစ်ပါတယ်ဆိုရင်ပြန်ယူကိုခါနခတာအဲ့လိုပေါ့နော်နည်းနည်းပဲရောတော့မယ်နည်းနည်းပြောမယ်ဆိုတော့စကายပြန်ပြီးမယ်ပေါ့စကပြန်နေဆိုတော့ကြာမယ်ပေါ့နော်အဲကြောင့်ရှမ်းလုံးမတင်တော့ဘူးလို့စဉ်းစားထားပါတယ်ခဏခဏပဲပြောချင်နေပါတယ်ခဏခဏပဲပြောချင်နေတယ်လို့ပြောချင်တာပါအခုတော့မပြောချင်အောင်စူးစမ်းပါမယ်အဆုံးပေါ့ကျူးစားပါတော့ကျူးစားရတယ်ပေါ့နော်ဒီလက်ကျင့်ထားရတယ်ဆိုတာစကပြောတဲ့စကားတွေမဟုတ်ပါဘူးဆော်ရစားပါတော့ကျွမ်းပြီးခဏခဏမပြောချအောင်ဒါမှမဟုတ်ပြောတာမမှန်အောင်ပေါ့နော်အဲ့လိုလေးကျင့်ရတယ်ပြီးတော့ဆော့တာလဲကောင်းအောင်လုပ်ရတယ်ပေါ့နည်းနည်းတော့အဲ့လိုဖြစ်တယ်ပေါ့တကယ်ပြောချင်တာအဲ့လောက်ပါအဲ့လိုမျိုးပေါ့ဒီမှာခဏခဏပဲပြောချင်တယ်အဲ့လိုမဖြစ်ချင်စေဘူးပေါ့ဒီဟာတော့မချင်ရအောင်မြန်တင်ပေးရတာပေါ့ရုပ်ကိုတော့တရုတ်ကြောင်ရှိတယ်ပြီးတော့စားတော့မကြက်ပါဘူးဒါပဲမဲ့အဲ့လိုရှိတယ်ပေါ့နော်အဲ့လိုတရှိပြီးတော့အဲ့လိုရှိပြီးဗီဒီယိုတိတ်မတည်ရဘူးတော့တနေ့တုံးလေးပို့တော့မှဖြစ်ဘူးပေါ့အဲ့လိုဟာကိုပြောချင်လို့ပါအဲ့လိုတွေနဲ့တင်မယ်ဆိုရင်လည်းဗီဒီယိုကလောက်တော့အများကြီးလို့မရဘူးအဲ့လိုလည်းဖြစ်တယ်ပြီးတော့မြန်လည်းတင်ရတယ်မြန်တင်ဆိုရင်လည်းမကောင်းဘူးပေါ့အဲ့လိုတွေပြီးတော့ကြိုးစားရတယ်တင်ဖို့အတွက်ဆိုလည်းလေ့ကျင့်ရတယ်ဒီကတော့မကျင့်ဖြစ်ဘူးပေါ့ပြောကြပါလေကြောက်သေးတယ်ပြောကြရင်ဆိုပြန်လို့ရတာခက်တယ်လေပြောချင်တာတော့ဘာလဲမသိဘူးခုနကအဲ့ဖက်ကနေလာတယ်
OTN ဖက်ကနေလာပါတယ်အော် TV ဒီဖက်သွားရမယ်ပေါ့ဟုတ်ပါတယ်အဲ့လိုဖြစ်ပါတယ်ဒီဗီဒီယိုမြန်တီးရမယ်မဟုတ်ဆိုရင်ဒီဗီဒီယိုရက်သွားမှာပြန်လုပ်မိပြီဆိုရင်လည်း sorry ပေါ့နော်မတီးလို့တေချာပါတယ်ခုနဒီလည်းမရောက်အဲ့လိုတွေပေါ့ဒီလိုတွေကိုကြည့်ရတာပေါ့အဓိကပြောချင်တာတော့အဲ့လိုတွေဒီခါဆော့ထောက်လေးတွေဆိုတကယ်ရောရှိလားမသိဘူးပေါ့နော်စားတော့စားချင်တယ်耶 OK 就စားမယ်ငါကြိုးစားမှဖြစ်မယ်အေးမတည်နဲ့မဟုတ်မပြုတ်ချနဲ့ပေါ့အေးဘာကြောင့်ပြန်ပြုတ်ချလာတာလဲငါစိတ်